daily mask ကိုနေ့စဉ်သုံးတာကတော့အဆင်ပြေလားရှင်းနဲ့အမားကတော့ personally ပေါ့နော်ဒီနေ့စဉ်ဒီ mask ကတာတော့မှအသိအားမပေးဘူးဒါပေမဲ့ကိုယ့်သားရေကကိုကဒီတိတ်ပြီးတော့ဝက်ချန်တွေပါတိတ်မထွက်ဘူး sensitive တိတ်မဖြစ်ဘူးပြီးတော့ကိုယ့်သားရမွဲ6နဲ့ပေါ့နော်ကိုယ့်သားရ dry skin ဖြစ်နေတယ်ဆိုရင်တော့နေ့စဉ် mask ကတ်ချင်ကတ်လို့ရတယ်ဘယ်လိုလူတွေကတော့ဒီနေ့စဉ် mask ကတ်တာကိုလုံးဝမလုပ်သင့်ဘူးလဲဆိုတော့ဒီကိုကဝက်ချန်ထွက်လွယ်တယ်ပေါ့နော်ကိုကဝက်ချန်တွေထွက်လွယ်တယ်အစီတွေပြန်တယ် sensitive ဖြစ်တယ်ဆိုရင်တော့ daily mask ကိုနေ့စဉ်ကတ်တာအားမပေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီ mask တစ်ခုမှာ mask ကိုဖြစ်စေဖို့ပေါ့နော်လိုအပ်တဲ့ဒီတာရှည်ခန်းနာတွေပြစ်စေတဲ့ဟာတွေပေါ့နော်တက္ကနာတွေ preservative တွေပါတယ်ဆိုတော့ဒီဟာကိုနေ့စဉ်ကတ်တယ်ဆိုရင်သူကထွေးပေါက်ထဲမှာဒီ chemicals တွေကပိတ်လာနိုင်တယ်ပေါ့နော်ပိတ်လာတဲ့အခါမှာဝက်ချန်တွေပိုထွက်စေနိုင်တယ်ဆိုတော့ဒီ oily skin နဲ့ဒီဝက်ချန်ထွက်တဲ့သူတွေကတော့ mask မကတ်သင့်ဘူးမဆေးကလာတဲ့ဝက်ချန်သမားတွေဆိုရင် mask လုံးဝမကတ်ခိုင်းဘူးပေါ့နော်ဘာလို့ဆိုတော့မတည့်တာတွေလည်းရှိနိုင်တာကိုဝက်ချန်တွေလည်းပိုဆိုးစေမှာဆိုလို့ဝက်ချန်ကို mask ကတ်တာကိုဝက်ချန်သမားတွေ mask ကတ်တာတော့အမသိအားမပေးဘူးပြီးတော့နောက်တစ်ခုက sensitive ပေါ့ဘယ်လိုပဲဖြစ်ဒီ mask တစ်ခုမှာဒီ chemicals တွေပါမယ်အမွှေးရနံ့တွေပေါ့နော် fragrance တွေပါမယ်ဆိုတော့ကိုကဒီဟာကကိုဓာတ်မတည့်တာအနေနဲ့များဖြစ်နိုင်တယ် skin care ဆိုတာပေါ့နော် skin care ဆိုတာဓာတ်မတည့်တာဖြစ်နိုင်တယ်နေ့စဉ် mask ကရင်ဒီ allergy တွေပို့ပြီးတော့ဖြစ်ဖို့ chance ပိုများတယ်ပေါ့ဆိုတော့daily mask ကတ်တာကို sensitive skin တွေအတွက်လည်းတိတ်ပြီးတော့အားမပေးပါဘူးပြီးတော့ပေါ့နော်မတို့ကနေတိုင်း mask ကတ်တယ်ဆိုတော့ over hydration ပေါ့အဆိုးဓာတ်တွေအများများတဲ့အခါမှာ skin cell လေးတွေရောင်လာပြီးတော့ဒီအရေပြား barrier ပေါ့နော်ကာကွယ်ထားတဲ့ barrier အနေနဲ့များထိခိုက်နိုင်တာဖြစ်တဲ့အတွက်ကတော့ဒီ daily mask နေ့စဉ်ကတ်တာကိုတိတ်တော့အားမပေးဘူးပေါ့နော်ကိုကတ်ချင်တယ်ဆိုတစ်ပတ်တစ်ချိန်နှစ်ပတ်တစ်ချိန်လောက်ကတ်ရင်ရပြီကိုကတ်တဲ့အခါမှာလည်း10မိနစ်15မိနစ်လောက်ပဲထားရင်ရတယ်ပေါ့နော်ဆိုတော့ကိုကအရန်ကတ်ချင်တယ်ဆိုရင်တော့ဒီ cold skin ကဝက်ချန်မထွက်ဘူးအသား6တယ်ဆိုကတ်လို့ရတယ်ဒီကလို့ကိုက oily sensitive ဝက်ချန်ထွက်လဲတဲ့ acne prone skin တွေဆိုတော့ daily mask ကတ်တာအောင်မအားမပေးပါဘူးနော်